တော့ဆက်သေးပုံမှာရွှေ karate JKF သူတို့လူရွေးပွဲပေါ့နော်ဟိုလာပြီးတော့အားပေးတာဖြစ်ပါတယ်ဆက်သေးပုံကဂျပန်နိုင်ငံရဲ့ဆက်သေးပုံကပါနာမည်ကြီးတဲ့ဆိုတော့ဒီတင်မောစိတ်တွေလာတယ်ပြီးတော့ဒီဆက်သေးပုံရဲ့ပါကနာမည်ကြီးရောနော်ဟိုကတော့ဆက်သေးပုံမှာရှိရဲ့ပါကဆိုင်ဝင်ရောက်နေတာပါပါကလေးရောက်တော့ညီဆန်းကြည့်ပါမယ်JKF ပြန်ပွဲတွေကတော်တော် sport လုံးဝ sport ဆက်ဆက်နဲ့လုံးဝကလေးတွေကိုကာဝယ်ပေးထားတယ်အမကိုရအောင်ဦးအောင်နိုင်တဲ့သူကအမှတ်ရမယ်သူရဲ့ဟို power လုံးချုံမှုတုံးဆွဲမှုမရှိအောင်ဒါပေမဲ့ technique ပိုင်းအရင်ကပို့ပြီးတော့အရင်မြန်တဲ့ technique ကိုဘယ်လိုထုတ်ပါမလဲပြီးတော့ point ပေးတဲ့အခါမှာဒီကောင်းဦးကောင်းပိုင်းလေပိုင်းအောက်ပိုင်းတွေကိုဘယ်လိုမျိုးမြန်အောင်ချမယ်ဆိုတဲ့ဟာတွေပေါ့နော်ကလေးတွေကလည်းရန်ကောင်းတယ်ရန် train ထားတဲ့ကစားသမားတွေမှသိကြတယ်ပေါ့နော်အရင်ကြည့်လို့ကောင်းပါတယ်